အခြေခံ customize လုပ်လို့ရတဲ့အပိုင်းလေးတွေကိုနည်းနည်းရှင်းပြမယ်။သူကတော့အဓိကကဒီ center နဲ့ clients နဲ့အသုံးပြုတဲ့ day box တွေ report box တွေနည်းနည်းလေးကွဲတယ်။အဲ့ဒီကွဲတာနဲ့ပတ်သက်လို့ပြင်ပေးတဲ့ပုံစံ function အတူတူပဲဒီနေရာလေးပဲပြင်ရတယ်ပြီးရင် voucher တွေရဲ့ prefix နော်ရှေ့က SAL သုံးချင်တာလား INV သုံးမလားမထက်အောင်လို့ပေါ့သဘောတစ်ခုက sales department 2 sales 2ဒါမှမဟုတ် mobile sales ဆိုရင် MC maybe တမျိုးမျိုးပြီး digital ကဘယ်နှလုံးပြမှာလဲဒါတွေကပြင်ပေးဖို့နေရာပြီးရင် template design နော်သူရဲ့ဒီအချင်းအကျယ်တွေ fonts တွေနောက် logo တွေ name တွေထည့်တာနော်နောက်လိုအပ်လို့ရှိရင်ဒီ code ကိုချိန်တာသဘောတစ်ခုကကိုကနေပြီးတော့ CT2 ဆိုပြီးတော့ဒီ book ကိုသတ်မှတ်ထားပြီမဲ့လို့သူ့နော်တခြားအခြေအနေကြောင့်ပြောင်းချင်ပြောင်းလို့ရအောင်ဒါပေမဲ့တန်မှန်အဖြစ်ကတော့ rule ရတော့သူ့ကိုကြိုသတ်မှတ်ထားတဲ့ကောင်တွေပဲထားစီခြင်းတယ်ဒါပေမဲ့အခြေအနေကလိုအပ်လို့ရှိရင်ဒီ code ကိုချိန်လို့ရတယ်တကယ်တမ်းကျတော့ဒီ code ကိုချိန်မဲ့အစား rule မှာပဲတော့ချိန်တာပုံမှန်တယ်ဒါပေမဲ့ဒါကကိုက service ပေးတဲ့အခါမှာကိုယ့်ရဲ့ user requirements အရာအချိန်ပြောင်းမြန်မြန်လုပ်နိုင်အောင်လုပ်တဲ့ method ကလေးကိုဒါသင်ပြထားတာဒါ developer only အတွက်ဖြစ်တယ်သဘောတစ်ခုကcustom folder ပေါ့တကယ်တော့အလုပ်လုပ်ဖို့တနေရာဒီဟာတွေဒီ micro disable mode မှာဖြစ်ဖို့လိုတယ်ဥပမာဆိုပါစို့ center ထဲမှာ document setup ဒါကတော့ဒါဒီကိစ္စတွေပေါ့လေဒီမဲ့ transition သဘောတစ်ခုကဒီ transition ကဒီမှာနှမျိုးရှိနေတာလေတစ်ချက်အမှန်တကယ်တော့အတူတူပဲအားလုံးက center နဲ့ client aspect က center ကနေ document transition တွေဒါတွေကိုပြောင်းယူတာနမူနာတစ်ခုဘယ်လိုပြောင်းသလဲဆိုတာကိုသိအောင်ဆိုရင်သဘောတစ်ခုကဒါက center ကသုံးမဲ့ဟာတွေတော့တစ်ခုယူပြီးတော့ပြင်မယ်ဆိုပါစို့သဘောတစ်ခုက transition setup တော့ပြင်ရမလို့ဥပမာ say invoice ကိုအပြောင်းလဲလုပ်မယ်ဆိုပါစို့ copy ကူလိုက်နော်သဘောတစ်ခုကဒီ client အတွက်လုပ်ပြီးမယ်စဉ်းစားလိုက်ပေါ့သဘောတစ်ခုကဒါ copy နဲ့နော် say invoice ဒီမှာ clients ပါတော့ဒီမှာ clients ဆိုရင်လည်းမပါဘူးသဘောတစ်ခုကဒါကို clients အတွက်လုပ်ပေးမယ်ဆိုပါစို့ဒါဆိုလို့ရှိရင်သဘောတစ်ခုက clients ပြီးအတွက်နာမည်ကတက်မဲ့ပြောင်းတာပါနာမည်ကစိတ်ကြိုက်ပေးလို့ရတယ်ဒီမေကမထအောင်လို့ okay ဒါကိုအဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး Excel file တစ်ခုကိုဖွင့်လိုက်သူနဲ့မိဆုံးဒါ developer တော့အရင်ပြန်ဖွင့်ထားပေးဖို့လိုတယ်ရေးကြည့်တာဒီကောင်ကြီး disable မှာပဲရှိနေပါစေသူ့ကို run လိုက်လို့မဖြစ်ဘူးအဲ့ဒါဆိုရင် okay အဲ့ဒါကိုတော့ဖွင့်မယ်ဆိုရင် off ပိုင်းနဲ့ဆော်လာ client ပြီလို့လုပ်ထားတဲ့ဒီကောင်ဒါဆိုရင်ဒါပြင်မယ် okay ဒါလေးတွေပြင်လို့ရတယ်ဆိုတာလေးကိုကြည့်အောင်အဓိကပြင်တာဒီမဲ့ center လို့ဖြစ်နေတယ်အဲ့ဒါကို base setting ဆိုတာအရေးကြီးပါတယ်ဒီ base setting ကိုဝင်လိုက်အဲ့မဲ့ဒီမဲ့ center ဖြစ်တာကို clients လို့ပြင်ပေးလိုက်ဒါဆိုလို့ရှိရင်အမှန်တကယ်တော့ center မှာသုံးမဲ့ file clients မှာသုံးလို့ရပါပြီဒီဒါလေးပဲကွဲပြားတယ်ကျန်တာအားလုံးတူတူပဲနော်တကယ်လို့အဲ့ဒါလေးတစ်ခုအပြောင်းလဲလုပ်ဖို့လိုလို့ရှိရင်ပြောင်းလဲလို့ရတယ် CT code ပြောင်းကြည့်ဒီနေရာမှာပြောင်းလို့ရတယ်နော်ဒီမဲ့ဒီ CT code ကဒီမဲ့ချိန်လို့ရတယ်နောက်တစ်ခုက invoice ရဲ့ prefix ဒါသဘောတူက invoice တမ်းမရှိမှာ prefix နော်ဒါကိုချိန်နေတယ်ဆိုရင်ဒီမဲ့ချိန်ပေးလိုက်လို့ရတယ်နော်ဒီဟာချိန်ပေးလိုက်ရင်ရှေ့ရနာမည်ကအပြောင်းလဲဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါမျိုးတွေကိုဒီမဲ့လာပြီးချိန်ပြီးတော့ offline မှာပဲ save လုပ်လိုက် disable လုပ် save လုပ်ခါနီးမှာတော့ဒီ cover ကိုပြန်သွားထားလိုက်ပြီးရင် save လိုက်လို့ရှိရင်ဒါ client ဖြစ်သွားပြီနော် CD တွေချိန်မယ်ဆိုရင်ရတယ်ဥပမာဒီက transition ထည့်တဲ့ဟာပုံမှန်တော့ဒါ3ပဲနော်ပြီးလို့ရှိရင်ဒီ page name ကတော့ဒီတိုင်းဖြစ်ပါစေဆိုတော့ဒါကို save လိုက်လို့ရှိရင်ဒါပြောင်းလိုက်လို့ရတယ်ဒါတစ်ခုနောက်တစ်ခုက template မှာပြောင်းတာ template ဒီ preview ဒီနေရာမှာကျင်းလို့မပေါ်တာတို့ဘာလို့ကြာရင်လိုက်ပြီးတော့ချဲတာပြင်တာပြူတာတွေလုပ်တယ်တရားတွေကတော့သူ့နံပါတ်တွေအလိုကြောင့်တော့ font တွေပါလေချိန်တယ် preview တွေပါပြန်တော့ကဒီမှာဒီ template ကဒီကိုထည့်ခြင်းတဲ့စာသားပြီးတော့ logo နော်ပြင်မယ် name တွေပြင်မယ် address တွေပြင်လို့ရတယ်ဖုန်းနံပါတ်တွေပြင်လို့ရတယ်နော်ဆိုတော့ပုံမှန်နော်ဒါက customize very basic လောက်တာပေါ့တကယ်လို့ coding ထိရောက်လို့ရှိရင် customize level 1 customize level 2တွေကိုဒါ code တွေပဲပြင်ရရင်ပေါ့ဒါအနေထားကတော့ code တွေပဲပြင်ဖို့မဟုတ်ဘူးလိုရာလေးတွေကို tuning လုပ်ပေးတာပေါ့နော်ပြီးလို့ရှိရင်ဒါ save လိုက်လို့ရတယ်နော်ဆိုရင်ဒါဆိုလို့ရှိရင်သောနာလိုအပ်ချက်တွေတွားလို့ရတယ်ဒါပေမဲ့ digit နဲ့ပတ်သက်လို့ကကြတော့ sham01 box ထဲမှာလည်းတွားပြင်လို့ရတယ်နော် digit site တို့ဘာလို့ဒါကလည်းတစ်ခုဟို database မှာနေတွားပြင်တာလည်းပြင်ပေးလို့ရတယ်ဒါမှ
ဒီ offline မှာပြင်ပြီးဒါ save လုပ်လိုက်လို့ရှိရင်ပြီးပါပြီဒါဒီ client side အတွက်အသုံးပြုလို့ရတဲ့ file ဖြစ်သွားမယ်ဒါ logo တွေပါပြောင်းမဲ့ကိစ္စဟို prefix တွေပြောင်းမဲ့ကိစ္စ